cái như đi đủ gì rồi bà lẽ rồi đồ xem việc mình nó ở đó nhiều cô nhiều từ khu đó biểu diễn mà đấy cô bên nhà sang là về là từ cái tí nó mới là về là bọn nó đã đó nhiều cô lại mới đi lên mà tại vì cô từ khu như thế bảo vệ cho nên chắc vào là xin này alo ngô cô từ khu biểu diễn nào đó cô cho nó cô này á alo nhiều cô đó bên nhà sang lao đây thì xem như này bên nhà xin điều là một bảo cho nó chạy ưu điều ba chạy ưu điều rồi đó cho nó trên này bắt để cái ưu điều đấy bia là nói vậy cho nó thay vì cha bia bảo mà bao nhiêu ưu điều là rồi bỏ nó alo nhiều trên này bắt để cho nó phải giá mà lâu ra mà xí ao trên này thì lâu mà đi ra mà xí ao ưu điều này anh em lấy lại đi nè crazy bỏ nó crazy code fight đi mà cho nó chạy ưu điều ba ai đó cô nhiều cô mấy đứa mình cũng liều cô phía bên này để cháu yên liều rồi,แต่ช่วงcô bên lò cái mà cô lấy chỉ lên đi để màช่วงlúi xí đấy, cháuว่าแต่ป้าจ๋าđấy,แต่เนี่ยมีบ้านส่วนนู้นเนี่ยคงได้ขายอ่ะว่าตัวดีเจ้าได้เช่นอ่ะนิ่งจ๋าเลยลูกทีมบิโอเนาะคงเงี้ยเลยลูกทีมบิโอลูกไม่ตีตะเกียว่าแต่น่าจีบีตะเกียซ้อนนี่เลยลูกดีตะเกียมวยนี่เลยลูกดีตะเกียตีจินเลยลูกดีตะเกียดัชเนี่ยลูกดีอะไรမျိုးบ่ไอ้ตัวเจ้าอะไรလူမျိုးတွေอ่ะลูกกูว่าเทโนအခုလိုမျိုးရှင်းပြပေးတာပါ။ဘာလို့ညီ profile ကိုကြည့်တော့လဲဘာမှမမြင်ရတော့လို့လေ။အဲ့တော့လူသူမခံမဲနဲ့ကြက်ဝါသနာပါတဲ့ဝါသနာရှင်တယောက်ဖြစ်တယ်။တည်ကျင်တဲ့တက်ချင်တဲ့စိတ်နဲ့မေးတာပါဆိုလဲအခုအကျိုးရှိအောင်လို့ဖြေပေးလိုက်တာပေါ့ညီကိုရယ်နော်။အဲ့တော့ဒူးသီးဆိုတာဘာလဲလို့အခုရှင်းပြပေးမယ်။ဒူးသီးဆိုတာဒီဒူးအောက်ကဒီအစီဒီနားမှာပေါ့။ဒူးအောက်ကတော်တော်အပေါ်မှာအဲ့နေရာမှာဒီခြေသီးတွေရဲ့အစုံဒီဒူးကြားလေးမှာနှစ်တန်းအမြဲတမ်းရှိတယ်လူအတန်းလေးနှစ်တန်းအဲ့အတန်းနှစ်တန်းပြောက်တော့တွေပေါ့ညီအများသောအဖြစ်ကတော့နော်အဲ့လိုမျိုးလေးအဲ့နေရာမှာသူကအဲ့လိုပြောက်တော့အထက်အောက်အနေမြင့်နေမဟုတ်ဘဲနဲ့တဲ့တန်းနဲ့ခြေပတ်ကလေးနှစ်တန်းသွားလေးပေါ့ပြောမယ်ဆိုရင်တော့အကိုတို့အုပ်ကိုစီထားသလိုမျိုးလေးပေါ့နော်အုပ်ဥပမာအုပ်၃ချက်ပေါ့ညီအုပ်၃ချက်ကိုစီလိုက်အပေါ်မှာလည်းအုပ်၃ချက်ကိုစီလိုက်အုပ်တန်းကိုအုပ်၃ချက်နှစ်တန်းထပ်စီလိုက်ပေါ့အဲ့ဒီလိုမျိုးအဲ့အုပ်နှစ်ခုထိချင်းဆက်တဲ့နေရာမှာအကွဲလေးတွေရှိမယ်အဲ့ဒူးစီးရဲ့ခြေဘက်ကခြေဒူးစီးကလည်းအဲ့လိုပုံစံမျိုးလေးပေါ့အဲ့လိုမျိုးအတန်းလိုက်ကလေးတညီတညာတဲ့လေးပေါ့ပြောမယ်ဆိုဒီဒူးကိုပတ်ထားတာပေါ့ဒူးတီကိုပတ်ထားတာအဲ့တော့တပတ်ထဲဆိုတော့ဒီလိုအောက်တွေမှာပါရင်တန်ပတ်လို့ခေါ်တာပေါ့သူကတော့တန်ပတ်မဟုတ်ဘူးဒူးစီးကတော့အကွဲလေးတွေပါမယ်ဒါပေမဲ့အဲ့အကွဲလေးတွေကခြေဘက်ကလေးကတန်းနဲ့လေးပေါ့ညီအဲ့ဒါမျိုးအတန်းလေးနှစ်တန်းရှိမယ်အဲ့နှစ်တန်းပေါ့နော်ဒူးအောင်မှာသူကပတ်စီးထားသလိုပေါ့နှစ်ဖူးစီးသလိုပေါ့ညီကလူတွေနှစ်ဖူးစီးသလိုပေါ့အဲ့လိုပတ်စီးထားသလိုမျိုးလေးအတန်းလိုက်ကလေးဖြစ်နေတာကိုဒူးစီးလို့ခေါ်တာပါအဲ့တော့အဲ့လိုလောလောဆယ်အခုရှိမှာလည်းအဲ့လိုဒူးစီးပါတဲ့ချက်ကမရှိတော့လက်တွေပြလို့မရဘဲနဲ့အခုလိုမျိုးလေးပဲဟိုရှင်းပြပေးတာပါနော်အဲ့တော့အခုလိုမျိုးကြက်ရင်ကားတွေကိုစိတ်ဝင်စားတာလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ညီမေးတဲ့အထက်မှာအခုပြိုင်ဘက်ခွန်လန်းလိုက်ပြီးတော့တဲ့ချက်ခုတ်ပြောင်းတဲ့ချက်ကဘယ်လိုချက်မျိုးလဲဗျာတဲ့ပြောမှဆိုရင်တော့အဲ့ချက်မျိုးတွေကတော့လူနီးနီးအသိရှိတဲ့ချက်လို့ခေါ်တာပေါ့နော်အကိုတို့အရင်တုန်းကအကိုတို့မုံညိုနယ်ဘက်ပေါ့ဂျိုးမင်ကောက်ကအဖွားတော်ကောက်တို့ဝိုင်းပေါ့နော်ဂျိုးမင်ကောက်ကအဖွားတော်ကောက်ကဝိုင်းဆိုရင်ဒါအဲ့ဘက်ကလူတွေလူတိုင်းသိပါတယ်နော်ဒါအကိုတို့ရဲ့အဖေတွေလက်ထက်ကကျင်လည်ခဲ့တဲ့နေရာတွေပေါ့အဲ့မှာတော့ကနာမည်ကြီးခဲ့အကိုတို့နယ်ကျော်မှာနာမည်ကြီးခဲ့တဲ့မြားဆိုတဲ့ချက်ဆိုရင်လူဝင်စားချက်လို့ပြောလို့ရတယ်ငါကြီးပြောသလိုပဲချက်တကောင်ကိုတစ်မျိုးခုတ်တယ်ဒီလမ်းနဲ့ခုမရဟိုလမ်းနဲ့ပြောင်းခုတ်တယ်အဲ့ဒီချက်တကောင်တွေ့ဘူးတယ်နောက်တစ်ခုအကိုတို့ဒီမင်းလာတာတုံကားတွေတွားရင်အတွင်းထဲကိုရောက်တဲ့ငပြောတော့ကဥကန်ဝင်းပေါ့ဒါလူနာမည်နဲ့မှတ်မိနေသေးတာနော်သူတို့လည်းအကိုအသိမှာမဟုတ်ဘူးလို့မြင်နေသိမှာမဟုတ်အဲ့ဥကန်ဝင်းရှိမှကြတော့ကျွဲကြီးဆိုတဲ့ချက်နော်အဲ့ကျွဲကြီးဆိုတဲ့ချက်မဲပဲအဲ့ချက်ကလည်းအဲ့လိုပဲဘလို့ပဲလမ်းချိန်တိုက်မရဘူးအဲ့ချက်မဲကြတော့နည်းနည်းဆန်းတယ်သူကမွေးတို့ဘွားမှာကြတော့မဲတက်တက်ကနေပြီးတော့ပင်းမွေးတွေထွက်လာတယ်ပင်းဖြစ်သွားတယ်ပေါ့အဲ့ချိန်တော့အကိုတို့သူ့ရှိရချက်မျိုးကိုမရရအောင်ယူခဲ့ဘူးသေးတယ်အဲ့ချက်မျိုးဒါပေမဲ့သူ့သားသမီးတွေကြတော့မထွန်းပေါက်ဘူးညီကသူတို့ကထွန်းချက်တွေနေမှာပေါ့နော်အဲ့တော့ညီအနေနဲ့အကိုပြောချင်တာကတော့တကယ်လို့မြန်အဲ့ဒီလိုမျိုးခွန်လန်းလိုက်ပြီးတော့
ချက်ခုတ်ပြောင်းလဲတဲ့ချက်တွေကိုတွေ့လို့ရှိရင်အဲ့ချက်ကလေးကိုတေချာကြည့်ပါတေချာမှတ်ပါသူ့မှာထူးခြားတဲ့အင်္ဂါလေးတခြားချက်တွေနဲ့မတူတဲ့အင်္ဂါလေးတစ်ခုခုလေးတွေ့ခဲ့ရင်ပေါ့ဩဒီလိုချက်မျိုးကဒီအင်္ဂါလေးကတော့ဒါဒီလိုခွန်လန်းမျိုးလေးရှိတတ်ပါလားဆိုတာလေးမှတ်လိုက်ရင်တော့ပိုပြီးအဆင်ပြေပါမယ်အခြေခံအပြင်အကိုသိသလောက်အကိုတွေးခဲ့ချက်နှစ်ကောင်အရာအကိုမှတ်သားထားသလောက်ပြောရမယ်ဆိုရင်တော့အမောက်က3မြောက်အဖျားနားလေးကနည်းနည်းလေးတွန့်တယ်အဖျားရောက်မှတွန့်တာတော့အရင်မှမတွန့်ဘူးအဖျားနားလေးရောက်မှနည်းနည်းလေးကောက်ပြီးတွန့်တယ်အမောက်က3မြောက်အောင်မှရှင်းရှင်းလင်းလင်းလေးနောက်တစ်ခုကဘာသွားတွေ့လဲဆိုတော့ခြေဘက်က तू ကဘယ်လိုတော့တပင်းတိုင်းခြေစည်းနှစ်ကောင်သလုံးပေါ့နော်အခုတွေ့ခဲ့ဘူးတဲ့နှစ်ကောင်သလုံးတပင်းတိုင်းခြေစည်းအဲ့တပင်းတိုင်းခြေစည်းကို तू တဲတယ်မစင်ဘူးခြေဘက်ကဒီလိုခြေရဲ့ခြေသလုံးကိုပတ်နေတဲ့ပုံစံမျိုးပေါ့ဟိုနည်းနည်းလေးဆွေပြီးတော့သွားတယ်ညီလေးကပြောမှဆိုဒီလိုတဲတယ်မသွားဘူးပေါ့ခြေဘက်ကအဲ့ဒီလိုချက်ပေါ့နော်ဒါအကိုသိသလောက်ကလေးကိုအကိုရှင်းပြတာပါအဲ့လိုမျိုးနော်အဲ့တော့ဒီကြက်အင်္ဂါတွေကောင်းတိုင်းတော့ကြက်ကောင်းမဟုတ်ပြီနဲ့ကြက်ကောင်းနေတိုင်းမှာတော့ကြက်အင်္ဂါကောင်းတာလေးတွေတစ်ခုမဟုတ်တစ်ခုတော့ပါတတ်တယ်နော်အဲ့လေသတိထား